အရာရာအကုန်လုံးကိုတော့လိုက်ခံစားဖို့ဆိုတာတော့မဖြစ်နိုင်ဘူးခင်ဗျာဒါအဲ့တော့ကိုယ်ပိုင်ခံစားချက်လည်းရှိမယ်အငှားခံစားချက်လည်းရှိပါမယ်စိတ်နှောင်းကတအားချိုးလိုချင်တဲ့ pussy crew ကအတော်များလို့အချိန်နဲ့ base ဆိုင်တွေရွေးတဲ့စိတ်ပြအားကုန်တထိုင်တွေရွေး website ထဲမှာတအားဆုံးမှတ်ထားအောင်အချိန်မရွေးနေရရွေးပကြက်မော်တရုပ်ပြီး7တန်းကျော်ကစက်ရုံတွေမစေးဝဲထွက်ပေါ်စိတ်လိုတိုင်းတဲ့အင်္ဂါတွေရွေးဝလိုက်မျက်စက်တဲ့ delivery ရုပ်ကြီးစိတ်ချမစီတိုင်းရYou like you your shin that got it ain't got it busy with me to that is say no so little tight in my dream but when up on me top but then it but the dress tonight lura alone ya that teach it mama say way jet mama say way jet mama say way jet mama dreaming take the alone when she day jet mama say way jet mama say way jet mama dream let the good phone in the same way Charlie တွေ့လေ jet mama အရှင်းမြစ်ကောင်းတွေစိတ်နှောင်းချိုတာ jet mama မြန်မာအကြောင်းအရာမျိုးစုံကတော့ကျွန်တော်ခုနပြောသလိုပါပဲလူတယောက်ထဲကနေပြီးတော့အရာရာအကုန်လုံးကိုတော့လိုက်ခံစားဖို့ဆိုတာတော့မဖြစ်နိုင်ဘူးခင်ဗျာဒါအဲ့တော့ကိုယ်ပိုင်ခံစားချက်လည်းရှိမယ်အငှားခံစားချက်လည်းရှိပါမယ်ကိုဝါသနာနဲ့အလုပ်ကလည်းထပ်တူကြတာဖြစ်တဲ့အတွက်ကိုရဲ့ဒီဘဝနေထိုင်မှုမှာကောကိုလုပ်ရတဲ့အလုပ်မှာကောပြီးတော့ကျွန်တော်ဒီဖန်တီးတင်ဆက်ရတယ်ပြီးတော့အထူးသဖြင့်ကျွန်တော်စင်ပေါ်မှာဖြောပြပြီးတော့ပရိသတ်တွေနဲ့ထိတွေ့ရတယ်ဆိုတော့အဲ့ဒီဘဝမှာတော့ကျွန်တော်တာယာကျေနပ်ပါတယ်ဒါပေမဲ့လူသားတယောက်ပဲဖြစ်တာကြောင့်ဒီလိုအပ်ချက်တွေဒီဘယ်လိုပြောမလဲလောဘတွေမျောလင့်ချက်တွေဒါတွေကတော့လည်းရှိပါသေးတယ်အနုပညာဆိုတာလဲကျွန်တော်ဒီဂီတလုပ်တယ်ရုပ်ရှင်လုပ်တယ်ဒီနှစ်ခုပေါ့ဒီထဲမှာကိုကျွန်တော်လှုပ်ချင်တဲ့ဟာတွေကအများကြီးထပ်ပြီးတော့ရည်မှန်းချက်တွေကအဲ့လိုတစ်ခုပြီးတစ်ခုထပ်ပြီးတော့ရှိနေပြီးတော့အဲ့ဒါကိုပဲဖြည့်စည်းနေမိတာပေါ့အနုပညာတစ်ခုတည်းတော့မဟုတ်ပါဘူးခင်ဗျကျွန်တော်ဒီနေ့စဉ်ဘဝမှာကောကျွန်တော်လူမှုရေးကောအတက်နိုင်ဆုံးတော့မျှတအောင်စူးစမ်းနေပါတယ်ဒါပေမဲ့ကျွန်တော်ဘဝရဲ့အချိန်တော်တော်များများမှာတော့ဒီအနုပညာအလုပ်ကပဲနံပါတ်1ဖြစ်နေပါတယ်ခင်ဗျငါဝိညာဉ်ငါရဲ့အသက်ဘဝအဆက်ဆက်ညနဲ့မနဲ့မင်းကအာခီလီစ်ဖနောက်တစ်ဖက်လုံးငါဘဝရဲ့တစ်ခုတည်းတော့အာနေချက်ငါရဲ့တစ်ခုတည်းတော့အာနေချက်မင်းရှိကရှိနေပါမယ်ဘာမှမကြောက်နဲ့ဟိုဒူရင်ဆိုင်မယ်စိတ်ဓာတ်မချနဲ့ယုံကြည်ပါကလေးရဲ့ကဘာပြတ်သုံးတဲ့တီချဲမယ်ကျွန်တော်အခုနောက်ပိုင်းကတော့ရုပ်ရှင်ကြည့်တာများပါတယ်ငယ်ငယ်တုန်းကတော့စာအုပ်ဖတ်တာပုံများတယ်အခုနောက်ပိုင်းကတော့စာအုပ်ဖတ်လည်းဖတ်တယ်ဒါပေမဲ့ရုပ်ရှင်ကြည့်တယ် TV ကြည့်တာပုံများပါတယ်ခရီးသွားပြီးတော့လည်းစိတ်အပန်းဖြေတာမျိုးရှိပါတယ်ဒါပေမဲ့ခရီးသွားတာကတကူးတကကြီးအပျော်ခရီးသွားတယ်ဆိုတာမျိုးမရှိဘဲနဲ့အလုံးနဲ့ပဲကျွန်တော်ရဲ့အလုပ်ကလည်းဖျော်ဖြေမှုတွေဆိုရင်ခရီးထွက်ရတယ်ရိုက်ကူးရေးတွေဆိုရင်ခရီးထွက်ရတယ်အဲ့တော့ဒီအလုံးနဲ့ခရီးသွားရင်းနဲ့ပဲတခါတည်းစိတ်လည်းအပန်းဖြေပေါ့အဲ့လိုပုံစံမျိုးပါဗျကျွန်တော်တယောက်တည်းအတွက်ပေါ့ကျွန်တော်တယောက်တည်းအတွက်ကတော့စာအုပ်ဖတ်တာနဲ့ရုပ်ရှင်ကြည့်တာမှာစာအုပ်ဖတ်တာကပို့ပြီးတော့စိတ်ကူးစိတ်ပန်းပို့ပြီးတော့စိတ်ကူးရင်လို့ပို့ကောင်းပါတယ်စာအုပ်ဖတ်လိုက်ပြီးတော့ဒီတကြောင်ဖတ်တယ်တမျက်နှာဖတ်တယ်ဒါမှမဟုတ်ကြပြားဘာပဲဖြစ်ဖြစ်ဝတ္ထုပဲဖြစ်ဖြစ်ပေါ့ဖတ်ပြီးတော့စိတ်ကူးရင်သွားတဲ့အချိန်မှာဒီကောင်ကပို့ပြီးတော့တွေးစရာတွေပို့ကျွန်တော်အတွက်ပိုများတယ်ရုပ်ရှင်ကြတော့ကျွန်တော်ကြည့်လိုက်ရင်ဒီ character ဆိုရင်လည်းဒီမင်းသားဒီမင်းသမီးကတရုပ်ဆောင်ထားပြီးတဲ့ခါကျတော့ဒီပုံစံပဲပေါ့ဒီဖန်တီးသူပေးခြင်းတဲ့ဟာကွက်တိကျွန်တော်တို့ကရတယ်ရတဲ့ခါမှာအော်ဒါပါလားပေါ့ဝတ္ထုကြတော့ဒီဇက်ကောင်တွေပါလေဆိုရင်လည်းသူကရေးဖွဲ့ထားတဲ့အချိန်မှာစိတ်ကူးရင်ပြီးမှအော်မင်းသမီးလေးကဒီလိုပါလားမင်းသားကဒီလိုအဲ့လိုမျိုးပို့ပြီးတော့တွေးဖြစ်တယ်ကျွန်တော်တယောက်တည်းအတွက်ပါကျွန်တော်တယောက်တည်းအတွက်ကတော့စာအုပ်ဖတ်တာကရုပ်ရှင်ကြည့်တာထက်ပိုပြီးတော့တွေးလို့ပိုကောင်းပါတယ်ခင်ဗျကျွန်တော်စာရေးဖို့အစီအစဉ်မရှိပါဘူးဗျစာရေးဖို့ကလည်းတာဝန်လည်းအရန်ကြီးပါတယ်ပြီးတော့ကျွန်တော်အချိန်အားဖြင့်လည်းကျွန်တော်ဒီဂီတနဲ့ရုပ်ရှင်ကိုပို့ပြီးတော့အားတန်ပါတယ်ခင်ဗျအခု2026နှစ်သစ်မှာအားလုံးအတွက်မင်္ဂလာနှစ်သစ်ဖြစ်ပါစေအားလုံးစိတ်ရောကိုယ်ရောကျန်းမာချမ်းသာပါစေခင်ဗျ
မင်းရှိခါစားတယ်ပန်းပွင့်တွေမနာလို့ဘူးမင်းနဲ့ထီပွန်းတယ်မိုးဆက်တွေမနာလို့ဘူးမင်းအနာမဝဲတယ်ပြပတုံးတွေမနာလို့ဘူးအထွေးထဲမှာချိန်ပြီးစိတ်တိုးတယ်